ဈေးနှုန်းသက်သာပြီးတော့လေ bakery ထုတ်တဲ့မြန်မာပြည်ကမိတ်ဆွေတွေသုံးတဲ့နေရာကြီးလေးတစ်ခုပါတော်တော်မိုက်တယ်လို့ထင်တယ်ရိုးရိုးပြီးပြီးအိတ်ကိုပဲတောင်းတာသူကဒီ plastic အတွက်လေး cost တိုင်းမများဘူးဒါမဲ့ဒီ packaging မှာပါတယ် plastic ကတော့ tray တစ်ခုပေါ့နော်အဲ့ဒါကတော့မြန်မာပြည်မှာတော့ရှာခက်တယ်ဒါမဲ့အဲ့ဒါတော့တိုက်မခတ်ဘူးကျွန်တော်အမြင်ဆိုရင်စက်ကူခံသုံးလိုက်ရတယ်ဗျာစက်ကူကတ်တူလေးတွေဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဒါမျိုးဆိုလို့ရှိရင်တော့သူကစက်ကူ box ဖြစ်သွားရင်သူကတော့နည်းနည်း cost များနိုင်တယ်ဒီတော့ပေါ့ဒါမဲ့ဒါတွေကလေ bakery size ဆိုလို့ရှိရင်ကိုယ်ပိုင်မိုးပုတ်တဲ့ size ဆိုလို့ရှိရင်တိုက်တော့ cost တော့မများပါဘူးဒီအတွက်နည်းနည်းကနေစထုတ်လို့ရတယ်စားတဲ့လူတွေလည်းတုံးလို့ရတာပေါ့ဆိုတော့ဒါပဲဆိုလို့ရှိရင်ကိတ်လျှောက်တွေပေါ့ဗျာဒီဇိုင်းကတစ်မျိုးတွေပဲဟို packaging လုပ်မယ်ဆိုလို့ရှိရင်ကိုကရောင်းတဲ့ဈေးနဲ့ဟို packaging ကိုဘယ်ဈေးလောက်နဲ့ရောင်းမလဲဆိုတော့ဒီပြီးတော့